ရှိရှိတုန်းကတတော်ကြီးတစ်ခုရဲ့အနှက်ဆိုင်ဆုံးနေရာမှာဖိုးဖိုးလို့ခေါ်တဲ့ပိုးဆုံးကျူးလေးတစ်ကောင်ရှိခဲ့ပူပါတယ်။ဖိုးဖိုးနေထိုင်တဲ့တောအုပ်ကြီးဟာနေဘက်ဆိုရင်ပန်းပွင့်ရောင်စုံတွေတချင်းစုံရဲ့ငှက်ကလေးတွေနဲ့တိတ်ကိုตายာလှပါတာပေါ့။ဒါပေမဲ့ညရောက်ပြီဆိုရင်တော့တောအုပ်ကြီးကမှောင်မဲပြီးတိတ်ဆိတ်သွားတတ်တယ်။အဲ့ဒီချိန်ကျရင်ပိုးဆုံးကျူးလေးတွေကသူတို့ရဲ့ကိုယ်ပိုင်မီးရင်လေးတွေကိုထွန်းညှိပြီးကောင်းကင်ပေါ်မှာပျော့ပျော့ရွှင်ရွှင်ပြန်တန်းကစားလေးရှိကြတယ်။ဒါပေမဲ့ဖိုးဖိုးကတော့တခြားတငယ်ချင်းတွေနဲ့ရောပြီးမကစားချင်ဘူး။သူကတရွက်ကြီးတရွက်ရဲ့အောက်မှာပုံးနေပြီးကောင်းကင်ကြီးကိုမောက်ကြည့်ရင်တပြင်းချလေးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကောင်းကင်ပေါ်မှာထိန်ထိန်တာနေတဲ့လမင်းကြီးရဲ့ပြိုးပြိုးပြက်ပြက်တောက်ပနေတဲ့ကျဲမင်းသားလေးတွေကိုသူကအားချနေလို့ပါဖိုးဖိုးကတစ်လက်အမီးလေးမှရှိရဲ့မီးရောင်ကိုပြန်ကြည့်ပြီးဟူးလမင်းကြီးတို့ကျဲမင်းသားတို့ကတစ်လင်းတာပဲငါရဲ့မီးရောင်လေးကတော့မှိန်ဖွက်ဖွက်နဲ့ဘာမှလည်းသုံးစားမရပါဘူးငါသာလမင်းကြီးလိုအလင်းရောင်တွေအများကြီးရှိရင်ဘယ်လောက်ကောင်းမလဲလို့တွေးပြီးဝမ်းနည်းနေတတ်တယ်။ကိုတိမ်ငယ်နေတဲ့အတွက်ဘသူနဲ့မှလည်းစကားမပြောဘဲတကောင်နဲ့အမြဲတမ်းအထီးကျန်နေခဲ့တာပေါ့။တညမှာတော့ရာသီဥတုကရုတ်တရက်ပြောင်းလဲသွားပါတယ်။လေပြင်းတွေတဝုံဝုံတိုက်ခတ်လာပြီးမိုးတွေကလည်းတီးကြီးမဲကြီးပါချပါတော့တယ်။ကောင်းကင်မှာတာနေတဲ့လမင်းကြီးနဲ့ကျဲလေးတွေအားလုံးကိုတိမ်မဲကြီးတွေကဖုံးအုပ်လိုက်တဲ့အတွက်တောအုပ်ကြီးတစ်ခုလုံးဟာမက်ဆီရှေ့ကအရာကိုတောင်မမြင်ရလောက်အောင်ကိုမှောင်အတိကျသွားပါတော့တယ်။တောကောင်လေးတွေအားလုံးကြောက်လန့်ပြီးကိုယ့်အိမ်ကိုအတီးတီးပုံအောင်နေကြတာပေါ့။အဲ့ဒီချိန်မှာပဲဖိုးဖိုးပုံနေတဲ့တစ်ရွက်အောင်နားစီကနေအီးဟီးကြောက်ပါတယ်မေမေရဲ့တားလမ်းမမြင်ရတော့ဘူးဆိုတဲ့ငိုတန်တဲ့တဲ့လေးကိုကြားလိုက်ရတယ်။ဖိုးဖိုးလည်းအတန်ကြားရာကိုတွားကြည့်လိုက်တော့ရုံးကလေးတစ်ကောင်ဖိနေတာကိုတွေ့လိုက်ရတယ်။ရုံးကလေးကအစာရှာထွက်ရင်းမိုးမိပြီးအိမ်ပြန်လန်းပြောင်နေတာပါ။ပတ်ဝင်းချင်ကအယမ်းမှောင်နေတော့ရှေ့ဆက်ရှောက်ရင်ခြောက်ထဲကြမလားတိတ်ငုတ်တို့တိုက်မိမလားဆိုပြီးကြောက်လန့်ပြီးတုန်နေရှာတယ်။ဖိုးဖိုးကရုံးကလေးကိုကြည့်ပြီးတနာသွားတယ်။ငါမီးရောင်ကမှိန်တော့မှိန်ပေမဲ့ဒီယုံကလေးလမ်းမြင်ရယုံလောက်တော့အသုံးဝင်လောက်ပါရဲ့လို့တွေးပြီးယုံကလေးရဲ့အရှိနာကိုပြန်သွားလိုက်တယ်။ပြီးတော့ယုံကလေးမကြောက်နဲ့နော်ငါနောက်ကလိုက်ခဲ့ငါမင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ်လို့အားပေးစကားပြောလိုက်တယ်။ဖိုးဖိုးကသူ့ရဲ့အမီးလေးကမီးရောင်ကိုအစွမ်းကုန်ထွားညှိပြီးယုံကလေးရဲ့ခြေလိုက်တိုင်းကိုအလင်းပြပေးခဲ့တယ်။ဒီနားမှာကြောက်ခဲရှိတယ်နော်ဟိုနားမှာရေအိုက်ရှိတယ်တတိထားနော်ဆိုပြီးလမ်းတစ်လျှောက်လုံးဂယုစဆိုင်လမ်းပြပေးခဲ့တယ်။မှောင်မဲနေတဲ့မိုးတဲညကြီးထဲမှာဖိုးဖိုးရဲ့တီးငယ်တဲ့အလင်းရောင်လေးကတော့ယုံကလေးအတွက်တော့တခုတည်းသောမြောက်လင်းချက်တခုတည်းသောအားကိုးရာဖြစ်နေခဲ့ပါတယ်။ခဏကြာတော့ယုံကလေးရဲ့အိမ်ကိုဘေးကိန်းကိန်းနဲ့ရောက်သွားကြတယ်။ယုံကလေးရဲ့အမေကတားဖြစ်သူကိုပြန်တွေ့လို့ဝမ်းသာအားရဖတ်ထားပြီးဖိုးဖိုးကိုလှမ်းပြောတယ်။ကျေးဇူးတင်လိုက်တာပိုးဆုံးကျူးလေးရဲ့မင်းတာမရှိရင်ဒုသားမိဒုက္ခရောက်ကြတော့မှာမင်းရဲ့အလင်းရောင်လေးကတကယ်ကိုတန်ဖိုးရှိလာပါတယ်တဲ့။အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာဖိုးဖိုးရဲ့ရင်ထဲမှာကြည်နူးမှုလည်းအပြည့်ဖြစ်သွားပါတယ်။သူအမြဲတမ်းအားငယ်ဟဲတဲ့တင်းငယ်ပါတယ်ဆိုတဲ့သူ့ရဲ့အလင်းရောင်လေးကတခြားတစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါလားဆိုတာသူနားလည်သွားပါတယ်။အဲ့ဒီညကစပြီးဖိုးဖိုးဟာလမင်းကြီးကိုမောက်ကြည့်ပြီးအားမငယ်တော့ပါဘူး။သူ့ရဲ့ကိုယ်ပိုင်အလင်းရောင်လေးကိုဂုံယူစွာနဲ့ညတိုင်းပျော့ပျော့ရွှင်ရွှင်ပြန်တန်းပါတော့တဲ့။ကဲပုံပြင်လေးကတော့ဒါပါပဲကွယ်။ဒီပုံပြင်လေးထဲမှာလို့ပဲသားတို့သမီးတို့မှလည်းကိုစီထူးချွန်တဲ့စွမ်းအစလေးတွေအလင်းရောင်လေးတွေရှိကြပါတယ်။တမားတွေနဲ့နှိုင်းရှင်ပြီးငါကတော့မတော်ပါဘူးငါကတော့မလှပါဘူးလို့တွေးပြီးစိတ်တက်မကြရဘူးနော်
ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်သိပြီးကြိုးစားမယ်ဆိုရင်သားတို့သမီးတို့ရဲ့အလင်းရောင်လေးတွေကလည်းတစ်နေ့ကျရင်ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်တဲ့အလင်းရောင်ကြီးတွေဖြစ်လာမှာအသေးချပါပဲရှင်